ဒီနေ့ကတော့ကျွန်တော်တရေပြားသွားကတ်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့ပါဝါကျနေတဲ့ဗဟန်းရောဘာပြားကိုသွားလဲမှာဖြစ်ပါတယ်ကျွန်တော်ရဲ့4-1က Butterfly Rosina ဖြစ်ပြီးဗဟန်းကတော့ Butterfly Technique AC လို့ဖြစ်ပါတယ်အယိုးကတော့ Winian Selected ပါအဲ့ကောင်ကဝယ်တော့က9000ကျော်ပဲပေးရပြီဘတ်ဂျက်ထဲမှာတော်တော်ကောင်းပြီး speed တော်တော်ထွက်တဲ့ plate ပါအခုမြင်တွေ့နေရတဲ့အတိုင်းပဲကျွန်တော်ရဲ့ rubber နှစ်ချက်ကအမဲရောင်လေးကြီးပါဘာလို့နှစ်ဖက်စလုံးအမဲတွေကတ်ထားလဲဆိုတော့အထာကြအောင်ပါထားကြပြီမဲ့အဲ့လိုနှစ်ပတ်စလုံးကိုတရောင်နဲ့ကတ်ထားရင်ပြိုင်ပွဲဝင်ပြိုင်လို့မရပါဘူးအဲ့အကြောင်းကိုနောက်တင်မဲ့ content ဖြစ်တဲ့ table tennis ရဲ့စီးကမ်းများနဲ့စီးမီးများဆိုတဲ့ဗီဒီယိုပါအကျေတဝင်းရှင်းပြပေးပါအခုကပွင့်လင်းရသည်ရောက်လာတော့ကျောင်းတွေပေးရရှည်တွေဇက်တိုက်လာတော့မှဖြစ်တဲ့အတွက်ကလပ်တွေကလည်းပွဲတွေလုပ်ဖို့တာဆူနေကြပါတယ်ကျွန်တော်ကလည်းကျွန်တော်ရဲ့ဖခင်เจ้าကမတ်လ14ရက်နေ့မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်များအဖွဲ့မျိုးသားမိတ္တဟာရအဖြစ်အပျော်တမ်းပြင်မောင်ပြိုင်ပွဲလုပ်ဖို့ရှိတယ်ပါဝင်အားဖြည့်ပေးပါအောင်ဆိုလို့ကျွန်တော်လည်းအိမ်ပြအနေနဲ့ပါဝင်ကစားဖို့အတွက်ရာဘာပြားသွားလဲမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရာဘာပြားတို့အယူတို့လင်းဂျန်ချင်းမော့တင်နှစ်လွာကမတ်ကျူရဲ့ဆိုင်ကိုပဲပြေးနေကြပါသူ့ဆိုင်ကိုကျွန်တော်သဘောကျတာက payment system innovate ဖြစ်တာရယ်လိုချင်တာအကုန်နီးပါးရှိတာရယ်ကြောင့်ပါအမကသူ့ဆိုင်မှာဘယ်သူမှဆိုကော်လာကားကပ်ပေးပါတယ်အကြိုက်ဆုံးကတော့ဈေးလျှော့ပေးတာပါအခုကျွန်တော်ရဲ့ဘတ်တန်ကို survey လုပ်ပေးနေတာဖြစ်ပါတယ် survey လုပ်ပေးနေတော့ Magic ကိုကျွန်တော်ဆော့တဲ့ playing style သုံးကျင်တဲ့ budget ကိုပုံမှန်လင်းလင်းပြောပြပြီးပြန်လဲဆွေးနွေးတိုင်ပင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ Zimon ရဲ့ Omega 4 Asia ကိုဝယ်ပြစ်သွားပါတယ်ဘာလို့ဝယ်ပြစ်သွားလဲဆိုတော့ 3-in-1 ဖြစ်တာကြောင့်ပါလေတဲ့ speed လေးထွက်တယ် 4-1 ဘဟန်လည်းရတယ်ဆိုလို့ကျွန်တော်သဘောကျသွားတာအခုလို sponsor ပေးတဲ့ကျွန်တော်အဖေကိုလည်းကျေးဇူးတင်ပါတယ်ကိုပစံနဲ့ကိုဆို9000ဝန်းကျင်နဲ့ rubber တွေပဲကတ်နိုင်တာပါငါသားရှင်းပြီးတာပဲအားလုံးပြီးရဲ့နောက်မှာမက်ကျူကသူတို့ဆိုင်မှာ lucky draw အစီအစဉ်ရှိတယ်ကန်ဆန်းသွားပါအောင်ဆိုလို့ကန်ဆန်းခဲ့ပါသေးတယ်ကန်ဆန်းမဲ့ကာလာက3လပိုင်း20ရက်နေ့ကြီးဆိုတော့ပတ်တီးဖြစ်သွားပါတယ်လေးစိတ်ကို Facebook မှာကိုအောင်ထုတ်တဲ့မက်ကျူ table tennis accessory မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် rubber တွေကတော့ကတ်လို့ပြီးသွားပြီပေါ်မှာဆော့ရုံနဲ့ကျန်တယ်ကျွန်တော်လည်းဝယ်ထားရတဲ့တန်တွေ့ရလူတိုင်းကိုခေါ်ကြွားခဲ့ပါရာဘာပြားအစ်စ်လေထားတော့ကလပ်ကညီလေးတွေအကိုကြီးတွေကကျွန်တော်ကို testing playing လုပ်ပြီးပါတယ်နောက်ပြီးပွဲဆော့ပြီးပါတယ်ပွဲစောနေတော့ကျွန်တော်ရဲ့ဘတ်တန်ဦးထိပ်ကလေးလာတာ speed rubber ဖြစ်တော့ကျွန်တော်ရဲ့ဘောလုံးကရှမ်းနေတာစတဲ့အသားမကျတဲ့ခံစားချက်မျိုးရနေပါတယ်ဖြစ်ချင်တော့ကျွန်တော်ဆော့တဲ့အချိန်ကနောက်ကျလာတာရယ်ဖိုက်ဆာလာတာရယ်ကြောင့်ကျွန်တော်စောပြန်မယ်ဆုံးဖြတ်လိုက်ပြီးနောက်နေ့မှ testing ထပ်ဆန်းမှာဖြစ်ပါတယ်ဗီဒီယိုလေးရှေ့မဆက်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ဖို့မမေ့ပါနဲ့နော် Day 2 testing ထပ်ဆန်းမှာဖြစ်ပါတယ်ကျွန်တော် day 2 testing ဆန်းတဲ့နေ့ကြမှာကလပ်မှာ legend တွေစုံတဲ့နေ့ဖြစ်နေပါတယ်ကျွန်တော်ကို legend ကြီးတွေကတည်တည်ကြကြ training လုပ်ပေးပြီးကျွန်တော်ရဲ့ rubber အကြောင်းကိုရှင်းပြပါတယ်စောရင်နဲ့ကျွန်တော်လည်း rubber အသေးအကြောင်းကိုနားလည်စာပြုလာပါတယ်အသား
လာကြဖို့ကတော့2ပတ်လောက်ဆော့အောင်ပါဟုတ်တယ်ဘယ်ဟင်းလားဘောလုံးနဲ့ပိုက်နဲ့ပတ်တယ်ခေရတော့ကြတော့ဘက်ကအဲ့လိုကြည့်ဘယ်ဟင်းသမားဘယ်ဟင်းနဲ့လုပ်နေတယ်လဲဘိုက်ရဲ့ပတ်တယ်ဘောလုံးတဲ့ငါဘောလုံးလဲလာတယ်ယူလာတယ်နေတောင်းလို့နေပဲအဲမစီဘူးဒီကတော့တော့နေပဲအားဒီကဘောလုံးရမှာဘောလုံးယူကျွေးနေတာလည်းမင်းကျွေးရတယ်ဒီကတော့လိုက်ဘောလုံးလဲတော့ဘယ်လိုလဲလားအဲ့တော့ဒီကနေခိုင်းလို့ဘောလုံးရဲ့မနိုင်အောင်ရရရအဲ့ဒါတော့ကြောက်တယ်ပေါ့မကဲဘူးရတယ်ဟောရဘူးဘိုင်းနဲ့ဘိုးနဲ့ပြီးတော့ဘောလုံးအဲ့အနာကြီးကျူနေတော့အဲ့လိုလိုခုနကလိုအောင်အဲ့ဒါကဘာလို့လဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ God bless you ပါ